ကူနဲ့ရအောင်အဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နေတူကတော့သူတတိပေးထားရတာနဲ့သူကလေးတွေကိုလာထိရတဲ့အတွက်တင်ဖို့နေရကြိုရွေးထားလိုက်ဖို့ပြောလိုက်ပြီးခုမှတော့နောက်ဆုံးမဲ့ဆိုရင်လည်းမရတော့ပဲဒေတာတွေမကခါတော့တစ်ခွဲလုံးကိုမြေလန်းရှာပြီးအဆုံးသတ်ပြီးမှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ခဝါကီယိုထီလို့နေတူစိတ်တုံနေရဆိုတာကိုရင်းကြီးရဲ့ဒေတာကလည်းအနားကိုမြားကုန်နေရဖြစ်ပေမဲ့နေတူကဒေတာရဲ့လီစာကိုထိုင်ရန်ရာစင်ကန်နဲ့ခုခံပြလိုက်ပါတယ်။ဒေတာကလည်းဂျူဆုကိုပြန်ပြီးစုပ်ယူနေပေမဲ့နေတူကမရက်လိုက်ပဲစက်တိုက်ချာကိုရာတွေကိုထပ်ပေါင်းပေးနေရကြောင်းဘရူတိုကတော့နားမလဲနိုင်ဖြစ်နေပြီးသူ့အဖေကစူပါဂျိုင်ယန်ရာစင်ကန်ကိုပါထပ်သုံးလိုက်ကြကိုမြင်လိုက်ရပါတယ်။ဒေတာကတော့အာရဝန်တာနဲ့စမပြတ်စုပ်ယူနေတာကိုနေတူကမရက်လိုက်တဲ့အတွက်ဘရူတိုကသူ့အဖေတခုခုကြံစီနေရဆိုတာသိသွားခဲ့ပြီးနေတူရဲ့အဆုံးသက်မရှိလို့နေပါများပြားလာတဲ့ချာကိုရာတွေကိုဂျူဆုတွေစိတ်ကြိုက်စုပ်ယူနိုင်ပါလေဆိုတဲ့ဒေတာရဲ့မျက်လုံးကတော့သူ့ရဲ့အကန့်အသတ်ကိုပါလွန်သွားတဲ့ကြောင့် overload ဖြစ်ပြီးကျွမ်းသွားခဲ့တာဖြစ်ပါတယ်။လူသားတွေထက်တာလွန်ပါလေဆိုတဲ့သိပ္ပံနည်းပညာစက်ရုံနဲ့နေတူရဲ့ချာကိုရာကိုလုံလောက်အောင်လက်ခံသိမ်းဆည်းထားနိုင်စွာမရှိတဲ့ drone နဲ့ချိတ်ဆက်မှုကပါပြတ်တော့သွားတဲ့ကြောင့်ဂမှုရှုတော့ဝင်တိုက်တဲ့အချိန်မှာနေတူရဲ့အလှည့်ကိုရောက်လာခဲ့ပြီးဖြစ်ပါတယ်။သူများပိုင်နေတဲ့အလွယ်တကူကျူးကျော်လို့ရမယ်ထင်နေတဲ့ဒေတာကိုအေးစစ်စစ်ညှာတိုက်ပေးနေတဲ့နေတူကကိုနိုဟာရှော်သားတယောက်ဘာလုပ်နိုင်လဲဆိုတာပြပေးလိုက်ပြီးစူပါဂျိုင်ယန်ရာစင်ကန်ကိုခုခံမှုဘာမှမတတ်နိုင်တော့တဲ့အတွက်ခါရာအဖွဲ့ရဲ့နံပါတ်1အင်တာဖြစ်တဲ့ဒေတာလည်းမရှုမလားခံလိုက်ရပြီးဖြစ်ပါတယ်။